ဂျာယွန်းဟာယထာပေါ်မှာကြက်ဥတချို့ကိုစားနေချိန်သူမရဲ့မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့လူကသူမကိုအာမနာတမ်းလောင်ပြောင်စကားတွေပြောလာတဲ့အခါမှာတော့သူမဟာသူ့ကိုဇဝေဇဝါဖြစ်ပြီးစိုက်ကြည့်နေခဲ့ပါတယ်။ဘာလို့လဲဆိုတော့သူကဘာတူလဲဆိုတာသူမလုံးဝမသိလို့ပါဒါပေမဲ့သူတို့ဟာငငယ်ကလေးကတီးခဲ့ကြတာလို့သူကပြောပါတယ်။တကယ်တော့တော်တော်လေးရင်းနှီးခဲ့ကြတာပါ။သူမအခုအဆင်ပြေနေတာကိုသူသိသွားတဲ့အခါပြီးတော့သူမမှာကိုယ်ပိုင်နာမည်ရင်းနောက်ရှိနေပြီဆိုတာသိလိုက်ရတဲ့အခါသူတကယ်ပဲအံ့အားသင့်သွားပုံရပါတယ်။ချိုတာပြီးအပြစ်ကင်းတဲ့မျက်နှာလေးနဲ့ဂျာယွန်းကိုကြည့်ပြီးသူ့ဒါကိုလုံးဝနားမလည်နိုင်အောင်ဖြစ်နေခဲ့ပါတယ်။တစ်ချိန်ကလူပေါင်းများစွာကိုတက်ခဲ့တဲ့ဆုံးမဟာဘလို့ဖြစ်ပြီးဒီလိုမျိုးဖြစ်သွားရတာလဲဆိုတာကိုပေါ့ခဏလောက်စဉ်းစားပြီးတဲ့နောက်သူကသူမကိုစမ်းသပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဂျာယွန်းခန္ဓာကိုယ်ကတောင့်ခဲသွားပါတယ်။သူ့ရဲ့ရုတ်တရက်လှုပ်ရှားမှုကြောင့်သူမလုံးဝအငိုက်မိသွားတာပါ။သူမဟာတာမန်မိန်းကလေးတစ်ယောက်လိုပါပဲ။အဲ့ဒီအချိန်မှာသူမရဲ့အရင်နှီးဆုံးတငယ်ချင်းဖြစ်သူမြောင်ဟိရဲ့အတန်ဟာကျဲလောင်စွာထွက်ပေါ်လာပါတယ်။ဒါဟာတခြားခရီးသည်တွေရဲ့အာယုံဆိုင်မှုကိုချက်ချင်းရရှိသွားစေပါတယ်။လူတွေပိုပြီးသတိမထားမိစေဖို့အဲ့ဒီလူဟာလောလောဆယ်တော့နောက်ဆုတ်ပေးလိုက်ရပါတယ်။ဒါပေမဲ့ဂျာယွန်းရဲ့ရင်ထဲမှာတော့မတက်မတာခန်းစားချက်တွေပိုတိုးလာနေပါတယ်။အဲ့ဒီညမှာဂျာယွန်းဟာအိမ်မက်ဆိုတစ်ခုကနေလက်နိုးလာပါတယ်။အဲ့ဒီနောက်သူမရဲ့ခေါင်းထဲမှာပြင်းထန်တဲ့နာကျင်မှုကိုခံစားလိုက်ရပါတယ်။သူမအသက်ကိုမနှဲရှူနေရတော့မှပဲအောက်ထပ်မှာသူမရဲ့မိဘတွေအော်ဟစ်နေတဲ့အတန်ကိုကြားလိုက်ရပါတယ်။သူမအခန်းထဲကနေပြေးထွက်လာခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့နဖူးကိုတနက်နဲ့တိထားတာကိုခံလိုက်ရပါတယ်။လက်နက်ကင်လူသက်သမားတစုဟာအိမ်ထဲကိုတိတ်တဆိတ်ကျူးကျော်ဝင်ရောက်လာခဲ့ကြတာပါ။သူမရဲ့အရင်နှီးဆုံးတငယ်ချင်းဟာလည်းဓာတ်ဆခံအဖြစ်အဖမ်းခံထားရပါတယ်။သူတို့ကိုဥဆောင်လာတဲ့လူဟာမျက်နှာမှာအမာရွတ်တွေနဲ့ပါသူဟာသူမကိုဒေါသတကြီးစိုက်ကြည့်နေပါတယ်။ပြီးတော့သူမကိုဆုံးမလို့လည်းခေါ်လိုက်ပါတယ်။ဂျာယွန်းကတော့သူမကိုလွှတ်ပေးဖို့တောင်းပန်နေခဲ့ပါတယ်။သူတို့ရှာနေတဲ့လူဟာသူမမဟုတ်ဘူးလို့အခိုင်အမာပြောနေခဲ့ပါတယ်။ဘာလို့လဲဆိုတော့သူမရဲ့မိသူမိဘဖြစ်ကြောင်းပေါ်သွားတဲ့အခါသူမရဲ့မိဘတွေကိုထားခဲ့ရတော့မယ်ဆိုတာသူမသိလို့ပါပြီးတော့တေချင်းတရားထက်ပိုဆိုးတဲ့အဲ့ဒီနေရာကိုပြန်သွားရမှာမို့လို့ပါသူမရဲ့စွမ်းရည်အစစ်မှန်တွေကိုထုတ်ပြလာအောင်လုပ်ဖို့ခေါင်းဆောင်ကမြောင်ဟိရဲ့လေပင်ကိုဓာတ်နဲ့လီဖို့သူ့လူတွေကိုအမိတ်ပေးလိုက်ပါတယ်။အဲ့ဒါကိုမြင်လိုက်ရတဲ့အချိန်မှာပဲဂျာယွန်းရဲ့မျက်လုံးထဲကကြောက်ရွံ့မှုနဲ့အားနည်းမှုအရေးအယောင်တွေအားလုံးပျောက်ကွယ်သွားပါတယ်။ဘာလို့လဲဆိုတော့သူမဘလောက်ပဲထိန်းချုပ်ထားပါစေသူတို့ကသူမကိုပိုပြီးတွန်းအားပေးလာလိမ့်မယ်ဆိုတာသူမသိနေလို့ပါ။